ကျွန်တော်မိမကြက်ကြော်နဲ့ spicy noodle စားခြင်းနဲ့ဆိုတော့ဒီတစ်ခါတော့ကြက်ကြော်နဲ့ spicy လေးလုပ်ပေးပါမယ်ကြက်ကြော်ဖို့အတွက်ဂျုံမုံ parsley ငရုတ်သီးမုံနဲ့ oregano ရဲ့ကြက်သွန်ဖြူလေးတွေကိုချိန်ထားလိုက်ပါတယ်ပြီးရင်တော့နွားနို့လေးထည့်ပြီးတော့ပြစ်လာအောင်မှွေလိုက်ပါမယ်ရတာတော့ငရုတ်ကောင်းတဲ့စားလေးနဲ့ငယ်ကိုလည်းထည့်ထားလိုက်ပါတယ်ဒီလိုနေထားလေးရောက်ပြီဆိုရင်တော့ကြက်သားလေးတွေကိုထည့်ထားပြီးတော့ကျွန်တော်နှက်ထားလိုက်ပါတယ်ပြီးရင်တော့အပေါ်ကနေထပ်ကပ်ဖို့အတွက်ဂျုံမုံရယ် parsley မုံရယ် oregano မုံရယ်ငရုတ်သီးမုံစားနဲ့မှွေထားလိုက်ပါမယ်ပြီးရင်တော့ခုနကကြက်သားလေးတွေကိုဂျုံမုံနဲ့ထပ်ပြီးတော့ကတ်ထားလိုက်ပါမယ်ဂျုံမုံကတ်တဲ့အချိန်မှာနှမ်းသက်သွားအောင်လို့လက်နဲ့ဖိပြီးတော့ကတ်ပြီးရင်တော့ပို့ပြီးတော့ကောင်းပါတယ်ကြက်သားလေးတွေဂျုံကတ်လို့ပြီးပြီဆိုရင်တော့စီပူထဲမှာထည့်ပြီးတော့ကြော်ပါမယ်စီကိုတိုင်းပူလို့မရပါဘူးမီးကိုအနေတော်လောက်ထားပြီးတော့10မိနစ်15မိနစ်လောက်ကြော်ပေးပါအဲ့တော့ကြက်သားကြော်နေတဲ့အချိန်မှာ spicy noodle လုပ်ဖို့အတွက်ခေါက်ဆွဲလေးတွေကိုပြုတ်ပြီးတော့ spicy noodle လေးကိုလုပ်ထားလိုက်ပါတယ်သူက spicy noodle သာစားကြတယ်သူကအဆက်သိမ့်မကြိုက်တဲ့အတွက်ကျွန်တော်ကအဆက်ရော့အောင်အတွက် cheese တွေကိုထည့်ပြီးတော့ပေါ်ကနေပြုတ်ထားဖိုင်နေတယ်တင်ပေးလိုက်ပါတယ်ကြက်သားလေးတွေရွှေရောင်တန်းလာပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါဒီနေ့အတွက် spicy ခေါက်ဆွဲနဲ့ကြက်ကြော်နေရတော့ဒီလောက်ပါပဲအားလုံးကိုနောက်ဆုံးကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်